TikTok မှာဗီဒီယိုတင်တိုင်းအကြီးမားဆုံးအမှားတစ်ခုလူအများစုလုပ်နေကြတဲ့အရာတွေက content တင်တိုင်းမှာဆိုရင်ကိုယ့်အကြောင်းပဲလာပြောတယ်ကိုယ့်ပစ္စည်းအကြောင်းပဲလာပြီးတော့ပြောနေကြတယ်ဝယ်သူတွေကိုစိတ်တင်မထားကြဘူးဒါကြောင့်မလို့နံပါတ်1အချက်အနေနဲ့ customer ရဲ့ pain point ကိုသိရှိပြီးတော့မှကိုကချပြပေးရမယ်နံပါတ်2အချက်ကကြတော့ emotion နဲ့ချိတ်ဆက်တက်ရမယ်နံပါတ်3ချက်ကကြတော့ result ကိုသိရှိသွားဖို့အတွက်ကိုက marketing tool တွေကိုချပြဖို့အတွက်လိုအပ်ပါတယ်ကိုက TikTok ပေါ်မှာဗီဒီယိုတင်တဲ့အခါမှာဆိုရင် marketing တွေဘယ်လိုလုပ်ရမလဲ content တွေဘယ်လိုဖန်တီးရမလဲအယောင်ပိုင်းတွေဘယ်လိုသွားရမလဲအယောင်ဘယ်လိုပိတ်ရမလဲဒါအပြင် TikTok ပေါ်မှာကိုကဗီဒီယိုတင်ပြီးသွားပြီဆိုရင်ဘယ်လိုမျိုးစီမီစီကန်းချက်တွေလိုက်နာရမလဲစီမီစီကန်းချက်တွေမလိုက်နာတဲ့အခါမှာဆိုရင်ကိုယ့်ရဲ့ဗီဒီယိုက reach တွေကျတယ် view တွေလျော့တယ်ဒါအပြင် account တွေကအစား run ထိတဲ့အထိကိုဖြစ်သွားကြတယ်ဒါကြောင့်မလို့ကိုက TikTok ရဲ့စီမီစီကန်းချက်တွေကိုသိရှိတဲ့အပြင်အယောင်တွေလည်းပို့ပြီးတော့တိုးကျင်တယ်ဆိုရင်တော့ TikTok branding secret ဆိုတဲ့အပြင်တွေ့2ရက်တာသင်တန်းကြီးရှိပါတယ်ဒီသင်တန်းကစာတွေ့လက်တွေ့ကိုသင်ကြားပေးမယ်သင်တန်းပဲဖြစ်ပါတယ်အထူးကြီးကလည်းပဲလူကြီးကန့်သက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အမြန်ဆုံးလာပြီးတော့ဆုံလို့ရပါပြီကျေးဇူးတင်ပါတယ် Coach E ပါ